အခုဖြစ်ပြနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲတော့မသိဘူးဖြိုးကတော့ဒီလိုလေးမြင်နေပေါ့နော်ဒါဖြိုးရေးတယောက်တည်းရဲ့အမြင်ပေါ့တခြားသူတွေနဲ့တူချင်မှတူလိမ့်မယ်ပေါ့နော်ဘယ်လိုလေးလဲဆိုတော့နောက်ပိုင်းဒူတွေကနှမျိုးကွဲသွားလိုက်မယ်တစ်မျိုးကဒီ trend out တွေလိုက်ပြီးတော့အတင်းတည်ရမလားကိုယ့်ရဲ့ပစ္စည်းလာဝယ်ပါကိုယ့်ရဲ့ product ကဘလောက်ကောင်းကြောင်းငါဘလို့လူဖြစ်ကြောင်းငါဘာလုပ်နေကြောင်းစသဖြင့်အရန်ကိုမှကိုယ့်ကိုအမွန်းတိမ်ဖော်ပြနေတဲ့လူတစုရှိမယ်။နောက်တစုကကြတော့ကိုယ့်ကိုလုံးဝမဖော်ပြတော့ဒီတိုင်းပဲနေသွားကြတယ်ဒီတိုင်းပဲဖြစ်တမ်းသွားကြတယ်ဒီ private system ပေါ့သွားနေတယ်လောက်စားရှိရလောက်တယ်ပြောစားရှိရပြောတယ်ဖြစ်တမ်းစားရှိရဖြစ်တမ်းတယ်အဲ့လိုလူတစုရှိပါလိမ့်မယ်ဆိုတော့အဲ့ခါကျတော့ဘာဖြစ်သွားမလဲဆိုလို့ရှိရင်တော့အစောပိုင်းမှာတော့ကအစောပိုင်းဆိုတဲ့ဟာကဒီတနေ့အတွင်းမှာတော့လူတွေကအဲ့ဒီအရန်ကိုဖော်ပြနေတဲ့သူကိုအရန်ကြွားဝနေတဲ့သူကိုဒီအရန်အော်ပြီးရောင်းနေတဲ့သူလူတွေကမြင်မှာပေါ့နော်မြင်မယ်တွေ့မယ်အဲ့ခါကျလို့ရှိရင်ဝယ်ရင်လည်းဝယ်မယ်ဒါပေမဲ့အချိန်အတိုင်းတစ်ခုထိရောက်သွားတဲ့ခါကျလို့ရှိရင်အဲ့ဒီတစ်နှစ်အလုံးမှာပေါ့နော်3နှစ်ဝန်းကျင်ရောက်လာတဲ့ခါကျရင်လူတွေကဘာဖြစ်လာမလဲဆိုလို့ရှိရင်လူတွေကအဲ့ဒီဟာတွေကိုအာယုံနောက်လာမယ်မြင်ရတာများတော့ကွာမမြင်ချင်တော့အာယုံနောက်လာတယ်နောက်တစ်ခုကကြတော့တိုက်ပြီးတော့မယုံတော့မယုံကြည်တော့သူတို့ဒီလိုမျိုးပြောနေပြီဆိုလို့ရှိရင်တေးကြရတယ်သူတို့အတန်းရောင်းတော့မယ်သူတို့ဒီလိုပြောနေပြီဆိုရင်တေးကြတယ်သူတို့ marketing ဆင်းနေတာဆိုတော့လူတွေကသူတို့ရဲ့ခေါင်းထဲကိုအော်တိုရောက်သွားအဲ့ခါကျရင်လောကဆက်မကြည့်ချင်တော့ဗီဒီယိုပဲဖြစ်ဖြစ် content ပဲဖြစ်ဖြစ်သူတို့လောကမကြည့်ချင်တော့လောကမဖတ်ချင်တော့ဘာလဲဆိုတော့သူတို့သိနေပြီကွာဒါလွန်ခဲ့တဲ့အလလအနည်းနဲ့သူတို့တွေ့လာခဲ့မြင်လာခဲ့ကြားလာခဲ့ရတာဆိုအဲ့ခါကျတော့လူတွေကဘာဖြစ်သွားမလဲဆိုတော့အရန်ကိုမှမအော်ပဲနဲ့လောကချက်ချလက်ကြလောကvalue ပေးနိုင်တဲ့သူကိုပဲလူတွေကရှာတော့တယ်အဲ့လိုလေးဖြစ်သွားလိမ့်မယ်ပေါ့နော်နောက်ပိုင်းကျလို့ရှင်ကွာcontent နေဆိုလို့ရှိရင်လည်းတည်ရှိကြတယ်လောက value ပါတဲ့ဟာလေးရေတို့တခုခုရှောင်းနေဆိုလို့ရှိရင်လည်းချောင်းချင်လို့ရှောင်းတာသူတို့ရဲ့ပစ္စည်းကကောင်းတယ်ဆိုလို့ရှိရင်လည်းကောင်းတယ်ပဲပြောတဲ့သူဟိုလိုမျိုးကြီးကောင်းတဲ့ဟာကိုမှလောကသိတယ်မလားငါရဲ့ပစ္စည်းကအများထက်နှစ်ဆပိုကောင်းတယ်ဘာညာအဲ့လိုမျိုးတွေအပို့လူတွေမပြောဘူးကွာဒီပစ္စည်းကဘယ်လိုကောင်းလဲဆိုလို့ရှိရင်ဒီဘယ်လိုကောင်းလဲဆိုတဲ့ဟာပဲပြောပြရတယ်အဲ့လိုမျိုးပေါ့နော်ဝယ်ပါလာပြီးတော့ဝယ်ပါဆိုပြီးတော့လေသူတို့ကမအော်တဲ့လူမျိုးတွေဟိုလိုမျိုးကပုံမှန်လေးပဲသွားတဲ့သူအတင်းကြီးနေမလို့ယူတဲ့သူဆိုလို့ရှိရင်လူတွေကအဲ့ဒါကိုပို့ပြီးတော့တန်ဖိုးထားလာကြမယ်အဲ့ဒါကိုပို့ပြီးတော့အာယုံဆိုင်လာကြမယ်ပေါ့အခုတော့အဲ့လိုမျိုးဖြစ်နေပါပြီမားကတ်အခြေအနေကအဲ့လိုလေးဖြစ်နေပါပြီတတိထားကြည့်တွေ့ကြမှာပါဒီလူကတော့စကားပလင်တွေခံနေပြီးအကြီးကျယ်ကြီးပြောနေပြီဆိုလို့ရှိရင်အစိုးချလို့ရှိရင်သူအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရောင်းတော့မှာဒါမှမဟုတ် seminar တစ်ခုခုဖွင့်တော့မှာဆိုပြီးတော့လူတွေရဲ့ brain မှာ auto ဝင်နေပြီကွာတတိထားမိကြလားအဲ့ခါကျလို့ရှိရင်လူတွေကမကြည့်တော့သူရဲ့အစောပိုင်းဟုကောင်းတဲ့အပိုင်း3 second ဒါမှမဟုတ်ဒီ15 second လောက်မှာပဲလူတွေကကြည့်ကြတယ်နောက်ပိုင်းကျလို့ရှိရင်အဲ့ဒီနောက်ကွယ်မှာ तू ကအတန်းရောင်းတော့မယ်ဒါမှမဟုတ် seminar တစ်ခုခုဖွင့်တော့မယ်ဆိုတဲ့ဟာလူတွေကသိနေပြီကွာသူပတ်ဆက်ဟလိုက်ပြီဆိုတာတဲ့ခါကျတော့လူကလောကကြော်လာတယ်ဒါကြုံဘူးကြမှာပါဒါဖြိုးလေးကြုံဘူးတာပေါ့နော်ကိုတိုင်းကလည်းလောက်ခဲ့ဘူးလို့အဲ့ဒီစနစ်ကကွာအဲ့ဒီ psychology ကနည်းနည်းလေး date out သွားပြီလို့ထင်တယ်လူတော်တော်များများလည်း
တတိထားမိကြပြီကွန်းတန်းဆိုရင်လည်းအဲ့လိုပဲအစောပိုင်းမှာဆိုလို့ရှိရင်လောက shade တွေရေးတာနောက်ပိုင်းအဆုံးနားမှာဆိုလို့ရှိရင်ဒါနဲ့ပတ်သက်ပြီးတော့အတန်းဖွင့်နေပါပြီလိုအပ်တယ်ဆိုလို့ရှိရင်ဆက်သွယ်လာလို့ရပါတယ်ဒီဟာကိုဒီ link လေးကိုနှိပ်ပြီးတော့ဆက်သွယ်လာလို့ရပါဒါတွေကနော်လောကအလွတ်တော်ရနေပြီဆိုတော့အဲ့ဒါလေးတွေပေါ့နော်ဒီကလူတချို့လူတွေလည်းသတိထားမိကြမှာပါဒီ social အမြဲတမ်းသုံးတဲ့သူတွေဆိုလို့ရှိရင်တော့ဒါကလောက auto တိတိဆိုတော့လူတွေကနောက်ဆုံးကြလို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့တူရပဲစုကြတော့မှာပေါ့နော်ကိုယ်နဲ့ကိုက်နေတဲ့သူတကယ်အမှန်ကန်လုပ်နေတဲ့သူလောကကြီးကြီးပြောနေတဲ့မဟုတ်တဲ့သူကိုယ်နဲ့တူရပေါ့အဲ့ခါကြလို့ရှိရင်တူရပဲစုကြတော့မှာအဲ့ခါကြလို့ရှိရင်ဘယ်လိုပြောရမလဲအရန်အော်နေတဲ့သူတွေအရန်ကြီးတွေကိုချီးမွမ်းနေတဲ့သူတွေကအဲ့အနာနေလူတွေအရှောင်ထွက်သွားကြမှာပေါ့နော်ပြောတော့အဲ့လိုလေးမြည်တယ်ဒါကိုယ့်ရဲ့ခံယူချက်ထင်မြင်ယူဆချက်ဆိုတာတဲ့ကိုယ့်ရဲ့အမြင်ပေါ့နော်လူတယောက်နဲ့တယောက်မတူဘူးလေဆိုတော့ဒါကတော့ကိုယ်တယောက်တည်းအမြင်ပေါ့